အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Watch 11ကို application နဲ့ဘယ်လိုချိတ်ဆက်မလဲ customize wallpaper ဘယ်လိုထားမလဲဆိုတာလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးနိုင်ဘေးဘက်အပေါ်ကလုတ်လေးကို20စက္ကန့်လောက်ဖိထားလိုက်ရင် power point လာမှာပဲဖြစ်ပါတယ် power point လို့အခုလိုမျိုးစက္ကန့်ပေါ်လာရင်စက္ကန့်ဖက်ပြီးတော့နိုင်နဲ့ချိတ်ဆက်မဲ့ Covid app ကိုအရင်ဆုံး download လုပ်ပေးပါ app တွေဝင်လိုက်တာနဲ့အခုလိုမျိုးပေါ်လာရင် agree ကိုနှိပ်ပေးပါခွင့်တောက်လို့ရင်ကိုထပ်နှိပ်ပေးပါအခုပြထားသလိုမျိုးဆက်နှိပ်ပြီးတော့ Jana နဲ့နာမည်တွေမွေးနေ့တွေကိုထည့်ပေးပါပြီးရအခါ next ကိုပဲဆက်ပြီးနှိပ်ပေးပါconfirm ကိုနှိပ်လိုက်တာနဲ့ node accept ထဲရောက်ရင် Covid app ကို node အရင် on ပေးပါပြီးရင် device ထဲဝင်ပြီးတော့ app device ကိုနှိပ်ပေးပါ location ကို allow လုပ်ပေးပါပြီးရင်အပေါ်ဆုံးဟာလေးကိုပဲရွေးပေးပါအခုလိုမျိုးပေါ်လာရင် allow ကိုပဲဆက်ပြီးတော့ရွေးပေးပါ watch 11လို့ပေါ်လာရင် watch 11ကိုပဲနှိပ်ပေးပါခုလိုမျိုးပေါ်လာရင် next ကိုနှိပ်ပြီးတော့တစ်ခုချင်းစီကို allow လုပ်ပေးပါနောက်ဆုံးထိပြီးသွားရင်တော့ dam ကိုပဲနှိပ်ပေးပါwallpaper ချင်းကျင်နေဆိုရင် webfit gallery ထဲဝင်ပြီးတော့ online ကိုရွေးရင်ကိုကြိုက်တဲ့ wallpaper ကိုတောင်းပြီးတော့ချင်းလို့ရမှာပဲဖြစ်ပါတယ် customize wallpaper ထားကျင်နေဆိုရင် custom ထဲကိုဝင်ပြီးတော့ picture ကိုနှိပ်ပါ custom background ကိုရွေးပြီးတော့ airbound ကိုထပ်ရွေးပေးပါအဲ့ဒီမှာကိုကြိုက်တဲ့ပုံတစ်ပုံရွေးပြီးတော့ dam ကိုနှိပ်လိုက်ပါ download ဆိုတာကိုထပ်ပြီးတော့နှိပ်ပေးပါအခုလိုမျိုးပေါ်လာပြီဆိုရင်တော့ customize wallpaper ပြောင်းပြီးသွားပြီပဲဖြစ်ပါတယ် ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် channel လေးကိုလည်း subscribe လုပ်ခဲ့ပေးအောင်နော်